မင်္ဂလာပါမေဆွေရုပ်ရှင်သမိုင်းတစ်လျှောက်မှာ Robin Hood ဇာတ်ကားတွေအများကြီးထွက်ခဲ့ပူပါတယ်။ဒါပေမဲ့1992ခုနှစ်မှာရုံတင်ပြသခဲ့ပြီးတစ်ကမ္ဘာလုံးကိုလွတ်ကတ်သွားစေခဲ့တဲ့ဒီဇာတ်ကားကြီးရဲ့အရှိန်အဝါကိုတော့ဘယ်ရုပ်ရှင်မှမရှင်နိုင်သေးပါဘူး။ဘာကြောင့်လဲဆိုရင်တော့ဒီဇာတ်ကားကတာမန်သူရဲကောင်းဇာတ်လမ်းတတ်မဟုတ်လို့ပါပဲ။ကိုယ့်ရဲ့အိမ်ကိုယ့်ရဲ့ပိုင်ဆိုင်မှုနောက်ဆုံးလွတ်လပ်ခွင့်ပါမချမ်းအရာအလုံးအသိမ်းခံလိုက်ရပြီးဘဝရဲ့အောက်ဆုံးအခြေအနေထိရောက်သွားတဲ့အချိန်ကိုယ့်ရဲ့ဘေးနားကနေတေကန်းရှင်ကအရေးလိုရက်တည်ပေးမယ်နေဆွေကောင်းတယောက်ရဲ့တန်ဖိုးကိုအသက်ဝင်ဆုံးပုံဖော်ပြနိုင်ခဲ့လို့ပါဟောလီဝုဒ်ရဲ့ထိပ်တန်းမင်းသားကြီးတွေဖြစ်တဲ့ကေဗင်ကော့စတာနဲ့မော်ဂန်ဖရီမန်တို့ရဲ့မိုက်ဆောင်သရုပ်ဆောင်မှုတွေနဲ့တူရုပ်ရှင်ချစ်သူတွေရင်ထဲမှာခုထိဆွဲကြံရေးစေခဲ့တဲ့ကန်ဝင်ဇာတ်ကားကြီး Robin Hood Prince of Thieves ဆိုတဲ့မိုက်စားဇာတ်လမ်းကိုတူတူခန်းစားကြည့်လိုက်ရအောင်ဇာတ်လမ်းဆောင်မှာ1194ခုနှစ်ဂျေရုဆလင်မြို့ကအကျဉ်းထောင်တစ်ခုကိုမြင်တွေ့ရမယ်အဲ့ဒီထောင်ကအမှောင်မိုက်ဆုံးအငြင်းပတ်ဆုံးနဲ့မျော်လင့်ချက်ဆိုတာလုံးဝမရှိတဲ့နေရာပါ။ Robin လို့ခေါ်တဲ့အင်္ဂလိပ်လူမျိုးတထေးသားလေးတစ်ယောက်ကအဲ့ဒီထောင်ထဲမှာ9နှစ်လောက်ဒုက္ခရောက်နေခဲ့တယ်။ဘီရင်ကြီး Richard ရဲ့စစ်ပွဲတွေမှာလိုက်တိုက်ပေးရင်ခုလိုအဖမ်းခံခဲ့ရတာပါ။ဒီနေ့တော့အကျဉ်းသားတစ်ယောက်ကိုပုံမှုနဲ့လက်ဖြတ်ဖို့လုပ်နေကြတဲ့အချိန် Robin ကသူ့ရဲ့တငယ်ချင်းပီတာနဲ့အတူထောင်ဆောင်တွေကိုရုပ်တရက်ဝင်ချပြီးထွက်ပြေးဖို့ကြိုးစားကြတယ်။ဒီလိုထွက်ပြေးရင်းနဲ့သူတို့အပြင်နောက်ထပ်တေးတံပေးခံရမဲ့အာဇေဆိုတဲ့လူမဲကြီးတစ်ယောက်ကိုပါကြုံကြိုက်လို့ကဲတင်ပေးလိုက်ကြတယ်။ဒါပေမဲ့ကန်ဆိုးကျင်တော့ထွက်ပြေးတဲ့လမ်းမှာတင်ရောဘင်ရဲ့တငယ်ချင်းပီတာကမြားမှန်ပြီးတေလူမျိုးပြောက်ဖြစ်သွားခဲ့တယ်။ပီတာမတေခင်လေးမှာသူညမလေးမာရီယန်ကိုတေချာစောင့်ရှောက်ပေးပါလို့ရောဘင်ကိုကတိတောင်းသွားခဲ့တယ်။ရောဘင်လည်းဝမ်းနဲ့ပလက်နဲ့ကတိပေးရင်အာဆင်နဲ့အတူထောင်ကနေလွတ်မြောက်သွားခဲ့ကြတယ်။အာဆင်ကသူ့အသက်ကိုကဲတင်ခဲ့တဲ့အတွက်ရောဘင်ရဲ့အသက်ကိုပြန်မကယ်ရသေး၍ဘယ်တော့မှမခွဲဘူးဆိုပြီးတစ္ဆာဆိုလိုက်တယ်။ရောဘင်ကကျေးဇူးတင်ပေမဲ့အင်္ဂလန်ကိုပြန်ရမှာမလို့မလိုက်ခဲ့ဖို့တားနေတဲ့ကြားကခေါင်းမမနဲ့နောက်ကနေလိုက်လာခဲ့တယ်။အင်္ဂလန်ကိုပြန်ရောက်တဲ့အချိန်ကမ်းခြေမှာသူတို့နှစ်ယောက်စကားပြောနေကြတဲ့အခန်းကတော်တော်လေးကိုကြည်ရတယ်။အာဆင်ကသူ့ဘာသာတရားအရာဒီထွက်ရရက်ကိုမျက်နှာမူပြီးစူတောင်းခြင်းလို့အရှိဘက်ကပေးပတ်လဲမိတယ်။ရောဘင်ကအင်္ဂလန်ရဲ့ယာတီဦးတို့ကအမြဲတမ်းညှို့မိုင်းနေတော့နေမထွက်တာဘယ်နာကရှေ့မမသိဘူးဆိုပြီးနောက်ပြောင်ထားတာလေးတွေရှိတယ်။ဒီနေရာမှာရှင်ကြီးမှုမတူကြည်တဲ့လူနှစ်ယောက်ဘလို့နားလည်မှုတွေတိဆောက်သွားလဲဆိုတာတိတိကျကျလေးရိုက်ပြထားတာပါရှိုင်ကွင်းနောက်ွယ်ကစိတ်ဝင်စားစရာအချက်လေးတစ်ခုပြောပြရရင်မော်ဂန်ဖရီမန်တရုပ်ဆောင်ထားတဲ့အာဇင်ကာရက်တာကိုပရိသတ်တွေကအရန်သဘောကျကြတယ်တကယ်တော့ဒီဇလန်ပုံစံဟောင်းတွေထဲမှာဒီလိုလူမဲဆက်ကောင်မပါဝင်ခဲ့ပါဘူးဒါပေမဲ့ဇညိုးရေးစရာတွေကလူမျိုးရေးခွဲခြားမှုတွေကိုဖျောက်ဖျက်ခြင်းလို့ရဲ့ဇလန်ကိုပိုပြီးခက်ဆန်ခြင်းလို့ရဲ့တေချာလေးဖန်တီးပြီးရေးထည့်ခဲ့တာပါသူတို့နေရောရောဘင်ရဲ့ဇာတိမျက်စိကိုခရီးဆက်လာခဲ့ကြတယ်။လက်ခုလက်ကတောအူလေးထဲမှာခလေးတယောက်ကိုတစ်ပင်ပေါ်ကနေဆင်းလာဖို့အတင်းချိတ်ချောက်နေတဲ့လူတစုကိုတွေ့လိုက်ရတယ်။အဲ့ဒီခလေးကနော့တင်ဟမ်မြို့ဝင်ရဲ့တမင်ကိုဖိုးပစ်ထားတာမလို့မြို့ဝင်ရဲ့ညီဝင်ကွယ်ဂိုင်းဆိုတဲ့လူရန်ကဥဆောင်ပြီးထူဖို့ထောင်းဖို့ဟန်ပြနေကြတာပါ။ရောဘင်ကတာကိုမြင်တော့သူ့မြေတူ့ရေပေါ်မှာဒီလိုလာအနိုင်ကျင့်တာကိုဒေါသထွက်သွားတယ်။အဲ့ဒီလူရန်က9ယောက်6ယောက်လောက်ကိုကောင်းကောင်းကြီးတမပေးလိုက်တယ်။ပြီးတော့သူကလော့စလီအိမ်တော်ကဖြစ်ကြောင်းနဲ့ခလီတွေကိုအနိုင်ကျင့်ရင်ဒီလိုပဲအဆုံးသတ်ရမယ်ဆိုပြီးရုံးဝန်ကိုသွားပြောခိုင်းလိုက်တယ်။ရောဘင်တယောက်သူ့အိမ်ကိုဝမ်းသာအားရပြန်လာခဲ့ပေမဲ့မြင်လိုက်ရတဲ့မြေကွင်းကြောင့်စက်တီတည်သွားခဲ့တယ်။ခန္ဓာထွေဝါခဲ့တဲ့အိမ်တော်ကြီးကဘီးလောင်ပြချနေပြီးထဲကိုဝင်ရှာကြည့်တော့လောင်အိမ်ထဲကသူ့အဖေရဲ့ရုပ်အလောင်းကိုအယိုးစုဘဝနဲ့တွေ့လိုက်ရတယ်။ပြီးတော့သူတို့အိမ်ကအစီကံအဖိုးကြီးတန်ခမ်းကိုလည်းမျက်လုံးနှစ်ဖက်စလုံးဖောက်ထုတ်ခံထားရတဲ့အခြေအနေနဲ့တနာစရာတွေ့လိုက်ရတယ်။တန်ခမ်းကရိုးဝန်နဲ့သူ့ရဲ့လူတွေဝင်စည်းသွားတဲ့အကြောင်းပြန်ရှင်းပြတော့မှရောဘင်ရဲ့အဖေကိုလက်ဆိုးကိုးကွယ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့မဟုတ်မမှန်တွေဆွဆွဲပြီးတပ်ပြစ်ကြောင်းတီးလိုက်ရတယ်။ပိုင်ဆိုင်မှုတွေကိုလည်းအကုန်သိမ်းသွားသလိုရောဘင်ရဲ့အဖေကလည်းတည်တဲ့အထိသူ့သားလေးပြန်လာမယ့်အချိန်ကိုမျောနေကြောင်းတီးလိုက်ရတော့ရောဘင်ရဲ့ရှင်ထဲမှာနာကျင်မှုတွေဒေါသတွေပေါက်ကွဲထွက်လာတော့တယ်။မျက်ရည်တွေကျရင်သူ့အဖေအတွက်သွေးကြွေးပြန်ဆက်မယ်ဆိုပြီးကိုသွေးနဲ့ကိုဂရီးတစ္ဆာပြုလိုက်တယ်။ရာရာအလုံးပြိုလဲသွားတဲ့အချိန်မှာရည်ရွယ်ချက်အသစ်ကခွန်အားတွေဖြစ်လာတတ်တယ်။ရောဘင်ကအိမ်ပြန်လာရင်အေးချမ်းချမ်းနေမယ်လို့စဉ်းစားထားပေမဲ့အခြေအနေတွေကသူ့ကိုတိုက်ပွဲဝင်ဖို့တွန်းပို့ပေးလိုက်တယ်။အိမ်တော်ပြက်ကြီးထဲမှာစက်နေလို့မရတော့ရောဘင်တို့3ယောက်သာလမ်းမှာတည်ဆုံသွားတဲ့တကယ်ချင်းပီတာရဲ့ညမလေးမာရီယန်စီကိုခီးဆက်လာခဲ့ကြတယ်။မာရီယန်ရဲ့အိမ်ကိုရောက်တော့တွေ့ချင်းပဲရောဘင်ကိုဓာတ်နဲ့ဝင်ခေါ်ဖို့လုံးနေလို့သူ့ကိုပီတာကြောင့်တည်တည်ချာချာရှင်းပြလိုက်မှလက်လျှော့သွားခဲ့တယ်။အခုဖြစ်သူကလွတ်လပ်တဲ့အင်္ဂလိပ်လူမျိုးတယောက်အနေနဲ့ကိုယူဇာတည်ဆုံးသွားတာပါဆိုပြီးပြောပြလိုက်တော့မှမာရီယန်လည်းငိုချလိုက်တော့တယ်ဒီချိန်မှာရောဘင်ရဲ့အကြီးတွေကမာရီယန်စီကနေခွာလို့မရအောင်ဖြစ်နေပြီငငယ်က
နှစ်ချီပေးဆဲတဲ့ကောင်မလေးကအခုတော့အရန်လာတဲ့မိန်းချောလေးဖြစ်နေပြီဒီလိုနဲ့သူတို့တွေစကားပြောနေတော့မှပဲမျိုးဝင်ရဲ့စစ်သားတွေရောက်လာကြတယ်ရောဘင်ကမာရီယန်ဒုက္ခရောက်မှဆိုလို့ချက်ချင်းပဲမြင်းတွေယူပြီးတောအုပ်ထဲကိုအမြန်ထွက်ပြေးသွားရတယ်စစ်သားတွေကလည်းအနောက်ကနေတကောက်ကောက်နဲ့အသေးတန်လိုက်လာခဲ့ကြတယ်ရောဘင်တို့၃ယောက်သားအနောက်ကနေတကောက်ကောက်လိုက်လာတဲ့စစ်သားတွေကိုရှောင်ရင်ရှောက်ဝတ်ဆိုရဲတောအုပ်ထဲကိုဝင်ပြေးသွားကြတယ်အဲ့ဒီတောအုပ်ထဲကတရေတစီတွေ6လနဲ့ဆိုပြီးနာမည်ကြီးနေလို့အနောက်ကလိုက်လာတဲ့မျိုးဝင်ရဲ့စစ်သားတွေလည်းတောအုပ်ထဲကထွက်လာတဲ့အတန်ဆန်းတွေကြောင့်ကြောက်လန့်တကြားစုပ်ပြေးသွားကြတော့တယ်တကယ်တော့အဲ့ဒီအတန်တွေကတောထဲမှာပုံနေသူတွေရဲ့ဒေတိုက်ရင်ပြီးတဲ့ခေါင်းလုံးတန်တွေဖြစ်နေတာကိုသူတို့မသိလိုက်ကြဘူးချောင်းတစ်ခုကိုဖျောက်ခုဖို့လို့တော့ရေလေကောင်မှလူတစုနဲ့သွားတူတယ်အဲ့ဒီလူတစုကိုဥဆောင်နေတဲ့သူကတော့ဂျွန်တဲလေးလို့ခေါ်တဲ့ခန္ဓာကိုယ်ထွားထွားလူမိုက်ကြီးပါဂျွန်ကဒီချောင်းကိုဖျက်ကူးခြင်းအခွန်ပေးရမယ်ဆိုပြီးတောင်းတယ်ရောဘင်ကပေးစရာမရှိဘူးဆိုတော့သူတို့နှစ်ယောက်ဒုတ်တချောင်းစီခိုင်းပြီးရေထဲမှာပြင်းကြရင်လူကောင်ချင်းအရာကွာပေမဲ့ရောဘင်ကဦးနောက်ကိုတုံးပြီးနိုင်အောင်ပြင်းထုတ်ပေးလိုက်တယ်ရောဘင်ရဲ့တက်တီနဲ့ညပညာကိုမြင်သွားတော့ဂျွန်လဲလေးစားသွားပြီးမိတ်ဆွေဖွဲ့လိုက်ကြတယ်ဒီလိုနဲ့တောအုပ်ထဲမှာရိုးဝေရဲ့နှိပ်စက်မှုကြောင့်ထွက်ပြေးပုန်းရှောင်နေရတဲ့စီရဲသားတောင်သူလယ်သမားတွေအများကြီးရှိနေခဲ့တယ်ရောဘင်ကသူတို့ကိုလေးပစ်တာတွေဓာတ်ခုတ်တာတွေကိုထူကိုတာစနစ်နဲ့တင်ကြားပေးလိုက်တယ်ပြီးတော့ရိုးဝစီကိုသွားမဲ့အခွန်တွေကိုလမ်းကနေဖြတ်လူပြီးစီရဲသားတွေကိုပြန်ဝေပေးလိုက်တယ်ဒီကိစ္စကိုရိုးဝတည်သွားတဲ့အချိန်မှာတော့ရန်ရီဒေါသထပ်ပြီးရောဘင်ကိုဖမ်းနိုင်ရင်စုငွေတွေအစမတန်ပေးမယ်ဆိုပြီးကြေညာပြလိုက်တယ်ဒါပေမဲ့ပြည်သူတွေကရောဘင်ကိုချစ်နေကြပြီဆိုတော့ဘသူမှတတိမပေးကြလို့ခရစ်စမတ်ပွဲတော်ကိုတော့ဖျက်သိမ်းပြလိုက်တယ်ဒီကြားထဲပီယာအရန်ကြိုက်တဲ့ဘုံတော်ကြီးတက်ကိုပါသူတို့အဖွဲ့ထဲတင်သွင်းနိုင်ခဲ့တယ်ရောဘင်ကသူတယောက်တည်းနမေကောင်းရှူဖို့မလုပ်ပဲတာမန်လေသမားတွေကိုစနစ်တကျလေ့ကျင့်သင်ကြားပေးပြီးကောင်းဆုံးစစ်တီတွေဖြစ်အောင်ပြိုးထောင်ပေးခဲ့တယ်မာရီယာကိုရိုင်းကလည်းရောဘင်တို့ရှိတဲ့တောအုပ်ထဲကတော်လေးရေးစခန်းကိုဆန္ဒအလျောက်ရောက်သွားခဲ့တယ်ဒီအချိန်မှာပဲကျွန်းရဲ့ဇနီးတဲ့ဖန်နီကကလေးမွေးမရဖြစ်ပြီးအသက်အန္တရာယ်ဆိုးရင်ရတဲ့အခြေအနေနဲ့ကြုံနေခဲ့ရတယ်တခြားသူတွေကဘာလို့ရမှမသိဖြစ်နေတဲ့အချိန်မှာအာဆင်ကသူတက်တဲ့ဆေးပညာနဲ့ဗိုက်ခွဲပြီးကလေးရောအမေပါအသက်ရှင်အောင်ကယ်တင်ပေးနိုင်ခဲ့တယ်ဒီလိုနဲ့အာဆင်ကိုလူရိုင်းလို့ထင်နေတဲ့ဖုန်ကြီးတက်ကအစအထင်ကြီးသွားပြီးတောက်ဖို့တောက်ပတ်တွေဖြစ်သွားကြတယ်မာရီယန်ကလည်းရောဘင်ရဲ့မုံမြတ်တဲ့စိတ်ထားလေးကိုမျက်မြင်ကိုယ်တွေ့မြင်လိုက်ရတော့တဖြည်းဖြည်းရစ်တာတက်ဝင်လာတော့တယ်ဒီနေရာမှာအာဆင်ရဲ့ဆေးပညာပြီးတော့နောက်ပိုင်းမှာအသုံးမဲ့ရမ်းမုံနီးပညာတွေဒါမပါရင်ရောဘင်တို့အဖွဲ့တေချာပေါက်ဒုက္ခရောက်မှာပါရောဘင်ကိုဘလို့မှနှိမ်နှင်းမရတဲ့အဆုံးဆဲတစ်ဆိုရဲစကော့တလန်လူရိုင်းတွေကိုငှားပြီးတောအုပ်ထဲကိုရဲရဲဆက်ဆက်ဝင်စီးပစ်လိုက်ကြတယ်စကန်တစ်ခုလုံးမီးလောင်ပြကြပြီးလူတွေအများကြီးအဖမ်းခံလိုက်ရတယ်အဲ့ဒီထဲမှာမာရီယန်လည်းပါသွားသလိုအစီကအဖိုးကြီးတန်ကလည်းအသက်ဆုံးရှုံးသွားရတယ်နောက်နေ့ရောက်တော့မြို့ဝန်ကအဖမ်းခံထားရတဲ့သူတွေကိုယူလဲကောင်မှကျိုးပေးတက်ဖို့လုပ်နေတယ်လို့မာရီယန်ကိုလည်းအတင်းအားဓမ္မလက်ထပ်ဖို့စီစဉ်နေကြတယ်ရောဘင်တို့အဖွဲ့ကတော့ရဲတိုက်တွေကိုခိုးကြောင်ခိုးဝါဝင်ပြီးအာဆင်ဖန်တီးထားတဲ့ရမ်းမုတ်ပောက်ကွဲရနဲ့ကျိုးပေးမဲ့စင်မြင့်ကြီးကိုဖြိုချပြစ်လိုက်တယ်ပြည်သူတွေကလည်းအဖိနှိတ်ခံရတာကိုမကျေနပ်တော့ပဲပုံကြွပြီးပုံကန်ကြတော့တယ်ဖုန်ကြီးတက်ကလည်းရွှေတွေခိုးပြေးမဲ့ဖုန်ကြီးအတူကိုဘင်းပေါက်ကနေတွန်းချပြီးရှင်းလင်းပြစ်လိုက်တယ်နောက်ဆုံးမှမာရီယန်ကိုအတင်းလက်ထပ်ဖို့လုပ်နေတဲ့မျိုးဝန်နဲ့အတီလဲခိုးကြထိကြရင်လွယ်ချော်ချော်တွေကြမှာဇက်လိုက်ဖြစ်တဲ့ရောဘင်ပဲအနိုင်ရသွားခဲ့တယ်ဒီလိုအချိန်လေးမှာပဲရောဘင်ကိုအနောက်ကနေလှမ်းနဲ့ထိုးဖို့ကြိုးစားနေတဲ့စုံမကြီးကိုအာဇင်ကဓာတ်နဲ့ပေါက်ပြီးအသက်ကယ်တင်ပေးလိုက်တယ်ဒါကြောင့်အာဇင်ရဲ့အသက်ကယ်ပေးရမယ့်ကတိစကားလည်းပြေဝသွားတော့တယ်ဒီကုန်းချုပ်တင်နဲ့ပြောရရင်ရောဘင်နဲ့မာရီယန်တို့လည်းတောအုပ်ထဲမှာပျော်ပျော်ရွှင်ရွှင်မင်္ဂလာဆောင်ကြတယ်အဲ့ဒီအချိန်မှာနိုင်ငံခြားကနေအချိန်ကိုက်ပြန်ရောက်လာတဲ့ဘုရင်ကြီးရစ်ချက်ကိုရိုင်းရောက်လာပြီးသူတို့ကိုကောင်းချီးပေးလိုက်တာနဲ့ဇလန်လီကပျော်ရွှင်စရာအဆုံးသတ်သွားတော့တယ်ဘဝမှာတရားအလုံးဆုံးရှုံးသွားပါစေဟုတ်အတရားမှုကိုရင်ဆိုင်ရတဲ့တတ္တိကိုယ့်ပေါ်မှာတစ္ဆာရှိတဲ့မိတ်ဆွေကောင်းတွေပြီးတော့တိတ်ကနာကြီးချက်တွေကိုခွင့်လွတ်နိုင်တဲ့စိတ်တွေရှိရင်ဘယ်လိုအခက်အခဲမျိုးကိုမဆိုကြော်ဖြတ်နိုင်တယ်ဆိုတာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ